မင်္ဂလာပါနော်ကျွန်တော်ရဲ့ဒီနေ့ channel လေးကလည်းပြန်လဲကြိုဆိုလိုက်ပါရနော်ဒီနေ့ကျွန်တော်လာမြင်မြဝေးတင်ပေးသွားမယ်ကြောင်ရလေးရတော့နော်ကိုယ့်ရဲ့ Facebook အကောင့်တစ်ခုကိုနာမည်တွေပြောင်းချင်တယ်နာမည်တွေချဲချင်တယ်ဆိုရင်ကိုကဘယ်လိုနည်းနဲ့သွားပြီးချဲပေးရမလဲဘယ်လိုနည်းနဲ့သွားပြီးလုပ်ပေးရမလဲဆိုတာကတော့ကျွန်တော်ဒီနေ့လာပြီးမြဝေးတင်ပေးသွားမှာပြပါရနော်နော်ဒီနည်းလေးကတော့ကျွန်တော်စီမှာလာပြီးမင်းနေတဲ့သူတွေစိလို့ကျွန်တော်လာပြီးမြဝေးတင်ပေးသွားတာပြပါရနော်ဒီမှာပထမဦးဆုံးကိုယ့်ရဲ့ Facebook account လေးကိုတစ်ချက်လာပြီးနှိပ်ဝင်ပေးလိုက်နော်နှိပ်ဝင်လာလို့ပြီးဆိုရင်တော့ဒီအပေါ်မှာစီရင်တဲ့အဲ့ဒီအဆက်30လဲနော်ဒီဘေးမှာစီရင်တဲ့အဲ့ဒီအဆက်30လေးကိုတစ်ချက်လာပြီးနှိပ်ဝင်ပေးလိုက်နှိပ်ဝင်လာလို့ပြီးဆိုရင်တော့ဒီအပေါ်မှာစီရင်တဲ့အဲ့ဒီ setting လေးကိုပြန်ပြီးနှိပ်ပေးလိုက်နော်နောက်ပြီးလို့ဆိုရင်တော့ကိုပြန်ပြီးနှိပ်ပေးရမှာတော့ဒီအောက်မှာစီရင်တဲ့အဲ့ဒီ Simo in account creator ကိုတစ်ချက်လာပြီးနှိပ်ဝင်ပေးလိုက်နော်နောက်ပြီးလို့ဆိုရင်တော့ကိုယ့်ရဲ့ account profile ကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်ဒီနေရာမှာကျွန်တော်ပြထားတဲ့အဲ့ဒီအနီရောင်ဝမ်းလေးကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်နော်နောက်ပြီးလို့ဆိုရင်တော့ကိုယ့်ရဲ့ account ကိုပြန်ပြီးနှိပ်ပေးရမှာပြပါရနော်ကိုယ့်ရဲ့ Facebook account ကိုပြန်ပြီးနှိပ်ပေးလိုက်နောက်ပြီးလို့ဆိုရင်တော့ဒီလိုမျိုးပေါ်လာပြီးဆိုရင်ဒီအောက်မှာစီရင်တဲ့အဲ့ဒီ next ကိုပြန်ပြီးနှိပ်ပေးလိုက်နော်နော်ဒီလိုမျိုးနှိပ်လာလို့ပြီးဆိုရင်တော့ဒီအပေါ်မှာစီရင်တဲ့နော်ကိုယ့်ရဲ့နာမည်နော်ကိုယ့်ရဲ့အစစ်နာမည်ပြီးလို့ဆိုရင်အလယ်ရဲ့နာမည်ပြီးလို့ဆိုရင်အောက်ရဲ့နောက်ဆုံးရဲ့နာမည်နော်ကိုယ့်ရဲ့နာမည်က3လုံးစီးခဲ့မယ်ဆိုရင်တော့ဒီအစစ်တလုံးဆိုရင်အပေါ်မှာအလယ်ကတလုံးဆိုရင်ဒီအလယ်မှာထားပေးရမှာပြပါရဲ့ဒီနောက်ဆုံးတလုံးဆိုရင်လည်းဒီအောက်မှာထားပေးရမှာပြပါရဲ့နော်တကယ်လို့ကျွန်တော်တို့ညီမဆွေများကိုယ့်ရဲ့နာမည်က3လုံးစီးခဲ့မယ်ဆိုရင်တော့ဒီနီးနားနဲ့လာပြီးထည့်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ပြီးလို့ဆိုရင်ကိုယ့်ရဲ့နာမည်က2လုံးစီးခဲ့မယ်ဆိုရင်တော့အပေါ်တလုံးနဲ့အောက်တလုံးကိုကထည့်ပေးရမှာပြပါရဲ့နော်အဲ့ဒီအလယ်ကိုထည့်ပေးစေရမလို့ပါဘူးလို့နော်ဒီမှာကျွန်တော်လာပြီးထည့်ပြပေးသွားမှာပြပါရဲ့နော်ကိုယ့်ရဲ့နာမည်ကဒီအပေါ်မှာနဲ့အဲ့ဒီအလဲပြီးဆိုရင်ဒီအောက်မှာစီးနေတဲ့အဲ့ဒီနာမည်သုံးခုလုံးကိုထည့်လို့ပြီးဆိုရင်တော့ဒီအောက်မှာစီးနေတဲ့အဲ့ဒီအပြောင်စာတန်းလေးကိုတစ်ချက်လာပြီးနှိပ်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာနော်ဒီနေရာမှာတစ်ချက်လာပြီးနှိပ်ပေးလိုက်နှိပ်လို့ပြီးဆိုရင်တော့သူကဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်နော်သူပေးထားတဲ့အဲ့ဒီနာမည်ကသူက3ခုစီးပါတယ်ကိုချက်နေတဲ့နာမည်ကိုလာပြီးထည့်ရွေးချယ်ပေးရမှာဖြစ်ပါတယ်နော်တကယ်လို့ကိုယ့်ရဲ့နာမည်ကဒီလိုမျိုးဆိုရင်တော့လာပြီးရွေးချယ်ပေးလိုက်ပြီးဆိုရင်ဒီအောက်မှာစီးနေတဲ့အဲ့ဒီအပြောင်စာတန်းလေးကိုပြန်ပြီးနှိပ်ပေးလိုက်မယ်ဆိုရင်တော့အဲ့ဒါရသွားပါပြီလို့သိနော်တကယ်လို့ကျွန်တော်တို့ငယ်ချင်းမိတ်ဆွေများနော်ကိုယ့်ရဲ့ Facebook account ကနော်နာမည်တွေချိန်ချင်တယ်နော်နာမည်တွေပြောင်းချင်တယ်ဆိုရင်မသိတဲ့သူတွေအတွက်တော့ကျွန်တော်လာပြီးမျှဝေတင်ပေးသွားတာဖြစ်ပါတယ်နော်တကယ်လို့ကျွန်တော်တို့ငယ်ချင်းမိတ်ဆွေများဒီ video file လေးကိုမိတ်ဆွေတို့အတွက်အကျိုးရှိခဲ့မယ်ဆိုရင်ကျွန်တော် video file လေးကိုလိုက်